လာတော့ကလည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ထီပြန်သွားတော့လည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ထီလာပြီးတော့နာမသွားသေးခင်မသေးသေးခင်ချိန်လေးတွင်မှဝေခြင်းရှက်လွယ်နောင်ညို့သွဲကြပြုံးရဲမဲ့ကိုချမုံပူကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကံကြိုးဆုံးခဲ့ကံကုန်မိုးချုပ်လက်တွဲဖြုတ်လျင်တုတ်တုတ်စောလင်ခရီးနှင်းသည်တို့တဲ့တွေဧည့်သည်ကြီးပါတကားလောကကြီးဒီဇယနဲ့တူတယ်လူလောကကြီးဒီသစ်ပင်နဲ့တူတယ်ဟောဒီလူလောကကြီးဟူသောဇယသစ်ပင်ကြီးမှာတာရဲ့သမီးရဲ့ဇနီးမယားရဲ့နဲ့ဘုန်းကြီးတို့ပြည့်တတ်ပေါင်းသူတော်ကောင်းတို့လာပြီးတော့ခရီးသွားတဲ့ပုဂ္ဂိုလ်တွေခဏတာဆုံကြတာတဲ့အချိန်တန်ကြာရင်ကိုလမ်းကိုပြန်ရမယ်ချိန်တန်ကြာရင်ပါတယ်လေချိန်တန်ကြာရင်ကိုလမ်းကိုပြန်ရမယ်ကိုထုကိုပိုင်ပြီးတော့ဟောဒီလူလောကဇယံကြီးဘောကနေပြီးတော့တယောက်ထဲသွားရမယ်တဲ့ဒါကြောင့်လာတော့ကလည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးတဲ့ပါသလားလာတော့ကလည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ကြီးပြန်သွားတော့လဲတယောက်ထဲတော့ပြန်သွားတော့လဲတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ကြီးလာပြီးတော့နာလူစရပေါ်မှာလာပြီးတော့အလုံးအတူတကွပေါင်းဆုံးပြီးတော့ခိတ္တခန္ဓာတားလေးနားနေတာဘလောက်ကြာလဲနှစ်ပေါင်း20အစိတ်30ပေါ့အများဆုံးလာပြီးတော့နာမသွားသေးခင်မသေးသေးခင်ချိန်လေးတွင်မှဝင်ကျင်းရှင်းလွယ်နှောင်ကြိုးသွဲကြပြုံးရမဲမောချင်မုန်းပူကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကြိုးဆုံးခဲ့ကံကုန်မိုးချုပ်လက်တွဲဖြုတ်လျင်တုတ်တုတ်စောလျင်ခရီးနှင်းသည်တို့တဲ့တွေဧည့်သည်ကြီးပါတကားလို့ဒီဇယံကြီးဘောကတနေ့နေ့တစ်ချိန်ချိန်မှာအလုံးဆင်းသွားရမယ်လို့တန်ဝေကယူဘာလို့ရမလဲဘယ်နေ့ဘယ်ချိန်မှာဒီလူလောကဇယံကြီးဘောကဆင်းသွားရမယ်ဆိုတာဘယ်သူသိတယ်လဲဒါကြောင့်ဇီဝိတံဗျာတိကာလောသဒေဟနေခေပနံဂတိပေစေတိဇီဝလောကသမိအာနိမိတ်ဒါနာရယေဇီဝိတံဤမြတ်နေရဲ့ငါအသက်သည်မပြည့်မြဲတည်ရှည်လိမ့်မည်ဟူ၍၎င်းဗျာတိစာရုပ်စွာမြတ်စွာဤအနာနှင့်ငါမှမြဲတည်သေးလိမ့်မည်ဟူ၍၎င်းကာလောသနေမှာညာမှာဤချိန်ခါနဲ့ငါမှာမြဲတည်ပေလိမ့်မည်ဟူ၍၎င်းတရားနေခေပနံဤမှာထုံမှာငါခန္ဓာကိုသေကမြဲတည်မြုပ်ရမည်ဟူ၍၎င်းဂတိဇံလူရွာနတ်ရွာငါသေးခါ၌မြဲစွာတည်လာရမည်ဟူ၍၎င်းဧတိပင်ဥစဤငါခုအကြောင်းစုတို့ကိုဇီဝလောကသမေတ္တိတိအပြည်ပြည်၌အနိမိတ်တိုင်းထွာပိုင်းဖြတ်သမိုင်းက၍မအမနဲ့အမှကင်းခြင်းကြောင့်နာနာရေအခြေမိမိပုံသေးရှိ၍မသိမမြင်နိုင်ပဲရှိ၍နေကြလေကုန်မည်တကား